အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ကိုဇန်ခီရဲ့ကိုယ်တိုင်သိရှိတော်မူဆိုတဲ့စာအုပ်ကလေးကိုဖတ်ပြမှာဖြစ်ပါတယ်ခင်ဗျာ I love Buddha but find it Buddha ကရောချစ်တတ်ရလားဖျားတွေရောက်ရင်မြင်ရတဲ့စင်တူတော်တွေကတော့ခက်တီတွေသူမဟုတ်မပြုံးတပြုံးတွေများပြီးမမဲတောင်းတောင်းကြီးတွေများတယ်ပြီးတော့ကျေးသူမဟုတ်ရင်ကြောက်မဟုတ်ရင်ချွေတွေဖုံးနေကြလေရဲ့ငငယ်ကလည်းတခုခုဆိုရင်ငရေးကြီးမယ်ဆိုတာကြီးပဲဆိုတော့ကြောက်တဲ့စိတ်အဲ့ကတဆင့်ယူသေးကိုင်းချိုင်းတဲ့အဆင့်ထိပဲရောက်တယ်ချစ်တဲ့အဆင့်လုံးဝမရောက်ခဲ့ဘူးတခါဖုံးကြီးတွေကလည်းအင်ဒရီတိတ်ခါတွေနဲ့မိမ့်မိကြီးတွေပဲနေတော့ကြောက်ခဲ့ရတယ်ယူသေးလေးစားခဲ့ရတယ်ဒါကိုပဲဂျီနိုဂျာကောင်းတယ်လို့မက်ခဲ့တယ်ဒါပေမဲ့ချစ်တဲ့အဆင့်မရောက်ခဲ့ဘူးဖျားရဲ့တရားတော်တွေကလည်းကြားရပြီဆိုရင်ကြားနေကြစာစကားတွေလိုပဲအမြင်ဖြစ်နေတော့ဗုဒ္ဓရဲ့ယင်တွေကိုမမြင်နိုင်ခဲ့ဘူးပါဠိစာလုံးတွေနဲ့ပဲကာနေတယ်ကျွန်တော်တစ်သက်လုံးကဒီလိုပုံစံနဲ့ပဲဗုဒ္ဓဘာသာဝင်တယောက်ဖြစ်ခဲ့တယ်18နှစ်သားလောက်မှာမမရနယူးယောက်ကကျွန်တော်နေခဲ့တဲ့အဖားမက်ရဲ့အိမ်ဖျားမှာတောက်တော်ရေကပ်ပြီးဖျားစာရွက်ရင်နဲ့ဖျားပုံတော်ကိုကြည့်မိလိုက်တယ်အဲ့မှာဖျားစာရွက်တာကိုရက်လိုက်ပြီးကိုမေးတယ်မင်းရွက်နေတာဘာတွေလဲအတိတ်ပဲလည်းမသိပြီးတော့ဒီပုဂ္ဂိုလ်ကဘာတူလဲပြီးတော့မင်းဒါတွေဘာအတွက်လုံနေရလဲစသဖြင့်မေးခွန်းနဲ့ခေါင်းနဲ့တပြိုင်တည်းဝင်လာတယ်အဲ့ဒီနေ့ကစပြီးလုံးဝဖျားမရှိခုတော့ဘူးနှစ်ကျော်ကြာတယ်အဲ့ဒီနောက်မှာဆရာတော်ဦးဇော်ဒီကာစာအုပ်တွေဖတ်မိတော့ပြီးဗုဒ္ဓဟာဘသူဘဝဘလိုမျိုးလဲဆိုတာမန်းစားတတ်တော်တယ်အဲ့ဒီအသည့်တရားတွေကဗုဒ္ဓကိုချစ်တတ်ဖို့အကြောင်းတရားတွေဖြစ်လာခဲ့တယ်ဆိုတော့ဗုဒ္ဓဟာချစ်တတ်သလားချစ်တတ်တယ်ဆိုရင်ဘာလို့တတော်တွေကိုချစ်တယ်လို့မပြောခဲ့တာလဲဗုဒ္ဓဟာတတော်တွေအပေါ်မှာမေတ္တာတရားကြီးကြောင်းမဟာကရုဏာရှင်ကြီးဖြစ်ကြောင်းတော့ကြားဘူးတယ်ချစ်တယ်လို့တော့မကြားဘူးပြီးတော့တရားတော်တွေကလည်းတဏှာတွေဖြတ်တွေ့တာမှုတွေဖြတ်ဆိုတော့ကိုယ်တိုင်ကချစ်ရမှာလားမချစ်ရတော့ဘူးလားဆိုတာမသိနိုင်လောက်ရှုပ်ထွေးကုန်တယ်အဲ့ဒီမှာဘာတော့တွေ့လဲဆိုတော့ detached compassion ဆိုတဲ့မေတ္တာတရားတစ်မျိုးကိုတွေ့တယ်တာမန်အားဖြင့်ချစ်ကြပြီဆိုရင်ပြန်အချစ်ခံခြင်းနဲ့အတ္တရှိမယ်တိမ်ပိုက်လိုတဲ့လောဘရှိမယ်လိုချင်တယ်လို့မဖြစ်လာရင်ဒေါသဖြစ်မယ်ကိုချစ်တဲ့သူကိုထိခိုက်စော်ကားလိုက်ရင်ဂျန်တဲ့မှုနဲ့တုံ့ပြန်မယ်တက်ဖြတ်မှုတွေတောင်ဖြစ်သွားနိုင်တယ်ဆိုတော့ပူလောင်တယ် detached compassion ကြတော့လှုပ်ပေးနိုင်တာကိုလှုပ်ပေးပြီးဘာမှပြန်မမျော်လင့်တာမျိုးအေဂျင့်တယ်နောက်တစ်ခုကဗုဒ္ဓဟာတတော်တွေကိုဂယုဏထားတနာတယ်ဆိုတာတနာပါတယ်ဆိုတဲ့တနာမှုမျိုးမဟုတ်ပဲ empathy လို့ခေါ်တဲ့သူတစ်ပါးရဲ့အဖြစ်ကိုကိုယ်တိုင်ဝင်ဖြစ်နေသလိုဝင်ပြီးနက်နေခံစားပြီးကိုချင်းစာရာမျိုးဖြစ်တယ်ဆိုတာကိုတွေ့တယ်အဲ့လိုစိတ်မျိုးနဲ့မိဘရဲ့ဆန္ဒကိုဆန့်ကျင်ပြီးတောထွက်ခဲ့တာ intense passionate ဖြစ်တဲ့ပုံကိုဖြစ်တယ်နောက်တစ်ခုစဉ်းစားကြည့်တရားကျင့်တဲ့အစောပိုင်းကာလတွေမှာဆိုရင်သူ့ကိုထောင်းမဲ့စိတ်တွေမိသားစုကိုလွမ်းတဲ့စိတ်အဖေတယောက်လင်သားတယောက်အနေနဲ့တာဝန်မကျေပွန်မှုအတွက်ကိုအပြစ်တင်တဲ့စိတ်မိဘကိုစိတ်ဆင်းရဲအောင်လုပ်ခဲ့တဲ့စိတ်ဒါပြင်အားလုံးပြည့်စုံနေရကနေဘာမှမရှိအန်ဒရီလေးများတဲ့တောတောင်ထဲမှာတီးခံပြီးနေရတဲ့စိတ်ဒါတွေကိုအရင်ကြော်ဖြတ်ရသေးတယ်ဒါတွေအားလုံးဟာဘာအတွက်လဲဆိုတော့ဒီလောကကြီးရဲ့မပြီးမစည်းနိုင်ရဲ့ဒုက္ခတွေထဲကနေလွတ်မြောက်ရလမ်းကိုအားလုံးအတွက်ချာမယ်ဆိုတဲ့စိတ်တောင်းတန်မေတ္တာမျိုးမဟုတ်ဘူးနော်ကြားရင်ရည်စရာကောင်းလောက်အောင်ကြီးမားတဲ့ရည်ရွယ်ချက်နော်ဒါကြောင့်ဗုဒ္ဓဟာသူ့ကိုတေလအောင်မုန်းတဲ့ဒေဝဒတ်နဲ့သူ့ရဲ့အသွေးသားဖြစ်တဲ့ရာဟုလာအပေါ်မှာတူညီတဲ့မေတ္တာတပြေးတည်းထားနိုင်နေတဲ့လူတိုင်းတတော်တိုင်းရဲ့ဖြစ်ပျက်တွေစိတ်ခံစားချက်တွေကိုပြေဝနားလေခံစားပေးနိုင်တယ်ဗုဒ္ဓရဲ့မေတ္တာတရားဟာစัจ java လာကြီးလို့အဆုံးမရှိကြီးမားပြီးအားလုံးအတွက်နေရာရှိတယ်ဘယ်သူမဆိုဗုဒ္ဓမေတ္တာရဲ့အောက်မှာခိုးလို့ရတယ်မခိုးလဲဘာမှမဖြစ်ဘူးဒါကြောင့်ဗုဒ္ဓကိုချစ်တယ်ဗုဒ္ဓလူချစ်နိုင်တဲ့သူဖြစ်ချင်တယ်အပိုင်းနှစ်ဗုဒ္ဓဟာ24နာရီမှာစက္ကန့်နဲ့အမျှမေတ္တာဓာတ်တွေပြည့်ချမ်းနေတယ်အဲ့ဒီမေတ္တာဓာတ်တွေကပတ်ဝန်းကျင်လေထုထဲမှာပါပြန့်နှံ့နေတတ်တဲ့ဗုဒ္ဓမဆိုနဲ့အခုဒီဘဝမှာတော့တချို့ပုံကိုယ်တွေကြုံဖူးတွေ့ဘူးတယ်သူတို့နာရောက်တော့ရင် white လို့ခေါ်တဲ့ဓာတ်တစ်မျိုးကတိတ်အေးချမ်းနေတယ်တိမ်မွေ့နှုတ်ညံ့ပြီးပွင့်လင်းမှုအပြည့်ရှိနေတယ်အဲ့ဒီလိုပုံကိုယ်တွေနာရောက်တော့ပြီဆိုရင်ကိုယ်မှာရှိတဲ့အပူတွေတောင်ငြိမ်းသွားတယ်သူနေတဲ့ပရဝဏ်ဟာလည်းငြိမ်သက်မှုကြီးတစ်ခုရှိနေတယ်ကျွန်တော်စိတ်ကူပေါ့လေထိုင်းမရှိများရှိခဲ့ရင်ဥဆုံးတော်တွေ့ကျင်တာမြတ်ဗုဒ္ဓပဲအေးချမ်းမှုကိုတော်ပြီးခံစားကြည့်ခြင်းလို့ထိုင်းမချင်းကမရှိသေးတော့ဖျားရှိကိုရင်တရားထိုင်ရင်စိတ်ကူနဲ့တော့ဗုဒ္ဓစီခဏတော်လေဖြစ်တယ်များသောအားဖြင့်ညောင်ပင်အောက်မှာပေါ့တစ်ခေါက်နဲ့တစ်ခေါက်မတူဘူးတိတ်ကိုမေတ္တာဓာတ်တွေခန္ဓာကိုယ်မှာစီးနေတဲ့အခေါက်တွေဆိုရင်ညောင်ပင်နာနီးလာတာနဲ့ကြ
ကြက်သိန်းတွေထလာတယ်ဗုဒ္ဓကိုတွေ့ပြီဆိုတာနဲ့ခြေနူးမှုတွေနဲ့ငိုကျင်လာတယ်ပြီးရင်ခြေဖမိုးကိုဥတိုက်တယ်ဗုဒ္ဓရဲ့မေတ္တာဓာတ်တွေကအခုချိန်ထိစကြဝဠာထဲမှာရှိနေတယ်ထိတွေ့နိုင်ဖို့ကတော့ကိုယ်တိုင်ကမေတ္တာပို့မေတ္တာခံနိုင်တဲ့သူဖြစ်ဖို့ဥဆုံးလိုလိမ့်မယ်လို့ထင်တယ်